Hello အားလုံးပဲမင်္ဂလာပါလာလာ daily blog ကနေကြိုဆိုလိုက်ပါတယ်ခုတစ်ခေါက်မိတ်ဆက်ပေးမှာကြတော့ဂျပန်နိုင်ငံရဲ့အထင်ကြီးတစ်ခုဖြစ်နေရာတစ်ခုဖြစ်တဲ့အရှိခါကဖလာဝါပါကဆိုတဲ့နေရာလေးဖြစ်ပါတယ်ဒါကအဝင်ပေါက်ပေါ့နော်အဝင်ပေါက်ပြင်နာမှာလက်မှတ်ဝေထားပါလက်မှတ်ကကြတော့ဒီကြီးကိုလည်း1300တဲ့ဈေးတော်လည်းနေကြီးတယ်အဲ့ဒီအဝင်ပေါက်ဝင်လိုက်တာနဲ့လည်းအရင်ဆုံးတွေ့ရမှာကဒီလက်ဆောင်တွေရောင်းတဲ့ဈေးတန်းပေါ့နော်လက်ဆောင်ကကြတော့အပြင်မှာပဲဝယ်ပါတော့မယ်အရင်ဆုံးဘန်ကင်ကြီးကိုတွားကြပါမယ်လိုက်ကြပါအောင်နေရအရန်ပူနေတော့အရင်ဆုံးတငယ်ချင်း2ယောက်ရေခဲမုတ်စားလိုက်တယ်ပေါ့နော်ရေခဲမုတ်ကလည်းပန်းအယောင်အရန်စားကောင်းတဲ့ရေခဲမုတ်ကတခြားစားခဲ့တဲ့ရေခဲမုတ်တွေထပ်ကိုပိုကောင်းတယ်ဒါကြတော့နေကင်ပတ်ပန်းပေါ့နော်ဒီနေရာလေးကညာဘက်ဆိုအရန်လှတယ်သူ့ပင်ကြည့်လိုက်အပင်ကလည်းအနှွေအဲ့ဒီတိုက်တစ်ကိုင်းနေရလေအနှွေကြီးတက်လာအဲ့ဒါကမှစင်ပေါ်မှာတင်တာအရန်ဘောကောင်းတယ်ဘယ်လောက်တောင်ပြုစုခေကြရလဲမသိဘူးပေါ့နော်ဒီပန်းရကြတော့ပန်းနမရကြတော့ဖူဂျီပန်းလို့ခေါ်တယ်တဲ့ဒီတွေးလုံးကြနေတဲ့ပန်းတိုင်းသူတို့ဖူဂျီပန်းလို့ခေါ်ရလားမသိဘူးဒါကနေကင်းဘက်ဆိုတော့တကယ်ချင်း2ယောက်ညအတီကိုနေဖို့ဆုံးဖြတ်ထားတယ်ပေါ့နော်နေကင်းဘက်ကိုခဏတစ်ဖြုတ်ချောက်လေပြီးတော့ထိုင်နေရတခုရှာပြီးတော့ညအတီကိုအဲ့မှာပဲဘယ်လိုပြောလဲအပန်းဖြင်းနဲ့နေကြတယ်ပေါ့နော်ဒါအဖြူပန်းသူက2မျိုး3မျိုးရှိတယ်ဒါကြတော့တွေးတောင်လေးပဲအနေနဲ့တိုးတယ်ပေါ့နော်အရှိမဟုတ်အနမ်းမရှိဘူးတလားအဖြူပန်းရပိုအနမ်းရှိတယ်ဒါကြတော့ထားလိုက်လိုက်တာပါတကယ်ချင်းနဲ့အချိန်ဖြုံးနေရလဲပေါ့နော်ဒီမှာစကားပြောရင်းနဲ့ပြောရင်ဒါညနေဆောင်လေးရောက်သွားပြီပေါ့နော်မင်းလင်းရောက်လေးပေးတာဆိုတော့အရန်လှတယ်ညနေမှပိုလှတာတော့တလားညနေထိမနေဘဲနဲ့ပြန်လိုက်ရင်တော့အရန်နောက်တာရစီနေရကောင်းမယ်နောက်တစ်ခေါက်လည်းမလာနိုင်တော့ဆိုတော့လေညအထိကိုနေပြလိုက်တယ်ဒီဖြူကအရန်မွေးတယ်လှလည်းအရန်လှဘယ်လိုပြောမလဲမပြောပြကြအောင်ပေါ့နော်အရန်သဘောကျခဲ့ရတယ်ဒီပန်တန်ကြီးကိုလေဒါညရှုခင်းလေးဝါကြလေအဝမရိုက်ခီလိုက်ရအောင်တလားညပဲရောက်တော့ဖုန်းဘက်ထရီရလဲကုန်းကင်မရာဘက်ထရီရလဲကုန်းညရှုရင်အရင်မရလိုက်ရအောင်နေကင်းဘက်ကြီးကိုအဝရလိုက်တော့လေမရှိဒါကြတော့အဲ့ဒီဖုန်းဘက်ထရီ3လောက်ကျန်တဲ့ဟာလေးနဲ့အမေရရိုက်လာတာပေါ့နော်တော့တည်းပြောရမယ်ပြန်ကြတော့မယ်ပေါ့ပြန်มาတော့မယ်ကြည်ပြီးတော့အားလုံးပဲတတပါ